ကဲဒီနေ့မှာတော့အတန်တိတ်တာဝန်ထမ်းဆောင်နေရတဲ့တနာစရာ letter K လေးအကြောင်းကိုပြောချင်ပါတယ်။ကျမတို့ကစကားလုံးတွေမှာ K ကိုတွေ့ပြီဆိုလို့ရှိရင်ခတန်ထွက်ကြပါတယ်။ဒါဆိုလို့ရှိရင်အမြဲတမ်း K ကိုတွေ့တိုင်းခတန်ထွက်ကြမှာလား။သူ့မှာတိတ်နေရမယ့်အချိန်လေးတွေရှိပါတယ်။ကဲဘယ်အချိန်မှာ K ကတိတ်နေရမလဲ။ K ကစကားလုံးတစ်လုံးရဲ့ရှေ့ဆုံးမှာလည်းရှိမယ်။သူ့ရဲ့နောက်မှာလည်း letter M လေးလိုက်နေမယ်ဆိုရင်တော့လေသူကတိတ်နေရတော့မှာဖြစ်ပါတယ်။ဒီလိုနေရာမှာပြဿနာမတက်ချင်ရင်တိတ်နေဆိုတာ K ကိုပြောနေသလိုပါပဲ။ကဲဒါဆိုရင်ဥပမာလေးနဲ့လေ့လာကြရအောင်။ပထမဆုံးစကားလုံးလေးကတော့ KNIFE သူကထိပ်ဆုံးမှာ K နဲ့စတယ်သူ့ရဲ့နောက်မှာလည်း N ရှိနေတယ်။ဒါဆိုလို့ရှိရင်သူကအတန်တိတ်နေရတော့မှာပါ။ဒါဆိုရင်ကျမတို့က knife လို့မထွက်ပါဘူး။ K ရဲ့အတန်က silent ဖြစ်ပြီးတော့ knife လို့ပဲထွက်ပါမယ်။ She used a knife to cut the apple. ပန်းသီးလှီးဖို့အတွက်ဓာတ်ကိုသုံးခဲ့တယ်။ကဲနောက်ထပ်စကားလုံးလေးကတော့ night သူ့မှာ K ရှိပေမဲ့ K တန်က silent ပါ။ဒါဆိုလို့ရှိရင်ကျမတို့ night သူ့ရဲကောင်းလို့ပြောချင်တာပါ။ The knight wore a shiny armor. သူရဲကောင်းကတောက်ပြောင်နေတဲ့တန်ချက်ကဝတ်စုံကိုဝတ်ခဲ့တယ်။နောက်ထပ်စကားလုံးလေးကတော့ knee ဒူးလို့အဓိပ္ပာယ်ရပါတယ်။ He hurt his knee while running. ပြေးနေတော့ဒူးကိုထိခိုက်မိသွားတယ်။ဒီနေရာမှာလည်း K က silent ပါ။နောက်ထပ်စကားလုံးလေးကတော့ kneel ဒူးထောက်တယ်လို့အဓိပ္ပာယ်ရပါတယ်။ K က silent ပါ။ kneel People kneel to pray. ဆုတောင်းမှုအတွက်လူတွေဒူးထောက်ကြတယ်။နောက်ထပ်စကားလုံးလေးက knock ဒီနေရာမှာလည်း K က silent ဖြစ်ပါတယ်။ I heard a knock on the door. ငါတကားခောက်တန်ကြားလိုက်တယ်။ She knocked the door softly. သူတကားကိုဖြည်းဖြည်းလေးခောက်ခဲ့တယ်။နောက်ထပ်စကားလုံးလေးကတော့ knit. K silent ဖြစ်ပါတယ်။ knit ချီထိုးတယ်သုံးမွေးထိုးတယ်။ She likes to knit the sweaters. သူ sweater ထိုးရတာကြိုက်တယ်။နောက်ထပ်စကားလုံးလေးကတော့ knob တကားလက်ကင်ဘူးလို့အဓိပ္ပာယ်ရပါတယ်။ K က silent ပါ။ Turn the knob to open the door. တကားဖွင့်ဖို့အတွက်လက်ကင်ဘူးကိုလှည့်လိုက်ပါ။နောက်ထပ်စကားလုံးလေးကတော့ knot K silent ပါ knot အထုံးလို့အဓိပ္ပာယ်ရပါတယ်။ There was a knot in my shoelace. ကျွန်တော်ဖနက်မှာကြိုးထုံးနေတယ်။နောက်ထပ်စကားလုံးလေးကတော့ no K silent ပါ She knows how to swim. သူရေဘယ်လိုကူးရမလဲသိတယ်။နောက်ထပ်စကားလုံးလေးကတော့ knowledge K silent ပါ knowledge He has a lot of knowledge about space. သူအာကာသအကြောင်းအများကြီးသိတယ်။ကဲဒါဆိုလို့ရှိရင်ဒီစကားလုံးလေးတွေရဲ့အတန်ထွက်ကိုတစ်ခေါက်လောက်ပြန်ဆိုကြည့်ကြရအောင်နော်။ knife night knee kneel knock knit knob knot know knowledge ဒါဆိုရင်တော့ဒီအတန်တိတ်တာဝန်ထမ်းဆောင်နေရတဲ့ letter K လေးကြောင့်ကိုတည်ချာချာသိရှိသွားပြီးတော့မှန်မှန်ကန်ကန်အတန်ထွက်နိုင်မယ်လို့ထင်ပါတယ်။နောက်ဆုံးအနေနဲ့ဒီစကားလုံးလေးကိုအတန်ထွက်ကြကြည့်အောင်နော်။ကဲဒါလေးကိုဘယ်လိုအတန်ထွက်ကြမလဲ။ဟုတ်ပါတယ် K တန်ကို silent ဖြစ်ပြီးတော့ knuckle လို့အတန်ထွက်ပါတယ်။ကဲဒါဆိုရင်တော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။